Hello အားလုံးပဲမင်္ဂလာပါရှင်အခုကတော့အားပြဲစိန်အမမတ်တနာ sharing လုပ်ပေးတယ်ငါအချွဲတွေကိုပြာနဲ့ဆေးတဲ့နီးလေးနဲ့ငါးတွေစီမှာဖြစ်ပါတယ်ဒါကတော့ငခုပေါ့နော်ငခုကိုပြာနဲ့ဆေးဖို့အတုပ်ဆိုင်ရာအမိုင်းစီကပြာတွေတောင်းလာခဲ့ပါတယ်ကဲပြောင်းကြည့်ရအောင်နော်အရင်ဆုံးငခုကိုပြာလေးနဲ့ massage ဝင်ပြီးတော့ကြီးတွန်းပေးပါမယ်ပြီးရင်လက်ကအချွဲတွေကိုအရင်ဆေးပြီးတော့ငါ့ကိုရေးဆေးပေးပါငါးလေးကတော့ဖွေးသွားပါတယ်ဒါပေမဲ့နည်းနည်းချောနေသေးရဲ့လို့ခံစားရတဲ့အတွက်ကိုလက်ပဲအချွဲတွေမပြောင်းသေးရလားမသိဘူးအဲ့ဒါကြောင့်မို့လို့စားချမ်းနဲ့နောက်တစ်ထပ်ထပ်ဆေးပါတယ်စားချမ်းနဲ့ဆေးပြီးတော့နောက်ထပ်ပြတစ်ထပ်ထပ်ဆေးပါသေးတယ်ရှင်ကဲအခုဆိုရင်တော့လုံးဝကြမ်းပြီးတော့ဖွေးဥပြီးတော့အညီနဲ့လဲကင်းတယ်ငခုလေးရပါပြီငခုလေးဆေးပြီးတော့နောက်ထပ်ငစင်ရိုင်းထပ်ဆေးပါတယ်ငစင်ရိုင်းကိုကြတော့ပြာနဲ့မဆေးခင်အဆူးဆူးမှဆိုလို့သူ့ရဲ့ဘေးကစူးတောင်3ခုပေါ့နော်ဘေးနှစ်ဖက်စူးတောင်ရဲ့ကြောကုန်းကစူးတောင်ရဲ့ကိုကတ်ကြီးလေးနဲ့ဖြတ်ပေးပါတယ်ပြာနယ်နေနဲ့စူးမိသွားရင်ငါးစိတ်တက်မှဆိုလို့ပြီးသွားရင်ပြာမနေခင်ကျမကရေနှစ်ထပ်လောက်ရင်ဆေးလိုက်ပါတယ်အချွဲတွေရသလောက်ထွက်သွားအောင်ကဲပြထည့်ပြီးတော့ခုနကလိုပဲချီတွန်းပေးပါမယ်သူကောင်းတဲ့ကဘတ်ဟတ်တွေဘိုက်ထဲကဥတွေကလီစာတွေကိုလည်းထုတ်ပြီးတော့ခေါင်းအထဲထဲကိုပြလေးနဲ့ချီတွန်းပေးပါအထဲထဲကအချွဲတွေပါကျန်းသွားအောင်လို့ပေါ့နော်ပြီးသွားရင်တော့ရေဆေးပေးပါကဲရေတစ်ထပ်ပဲဆေးရသေးတယ်ဖွေးပြီးတော့ကျန်းနေရပဲနော်ကဲအဲ့ဒါကိုကျမ3တက်လောက်ရေဆေးလိုက်ပါတယ်သူ့ပိုက်ထဲမှာလည်းကြမ်းပြီးခေါင်းထဲမှာလည်းအချွဲတွေဘာမှမရှိတော့ဘဲနဲ့ဖွေးပြီးကြမ်းနေရပဲကျမဒီငါအချွဲတွေကိုနီလန်းမျိုးစုံနဲ့သုံးခဲ့ဘူးတယ်ဆန်မုတ်ဂျုံမုတ်နဲ့လည်းသုံးဘူးတယ်ကလပဲမုတ်နဲ့လည်းသုံးဘူးတယ်ပြီးတော့ရှာလကာရီမကြီးသီးစနစ်မုတ်အစုံသုံးဘူးတဲ့ထဲမှာဒီပြာနဲ့ဆေးတဲ့နီကိုအကြိုက်ဆုံးအလွယ်ဆုံးအကြမ်းဆုံးပဲရှင်